အသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့ကိုရီးယားရောက်ခမအမေကြီးဟာတားဖြစ်သူအတွက်ဖိလစ်ပိုင်နိုင်ငံကနေချွေးမတူရရှိဖို့အတွက်ကိုရီးယားဝန်တန်းလေအောင်မြန်မာငွေ380ကျော်ကိုအကုန်အကျစိုက်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်ထပ်ပြီး9နှစ်တိုင်ကြာခဲ့သည့်အထိချွေးမဖြစ်သူမှာတာသမီရတနာမထွန်းကားခဲ့တာကြောင့်ရောက်ခမအမေကြီးဟာမီးလိုချင်လွန်းလို့တကယ့်ကိုယူမတအသေးအံဖြစ်နေရှာတာပါ။မနက်ခင်းတိုင်းမှာတော့အမေကြီးဟာတံပူးကြီးလာတဲ့ဂျင်စင်းကဒိုးနဲ့အခြားတိုင်းရင်းဆေးဘက်ဝင်အမြင့်အခြေတွေကိုအိုးတလုံးနဲ့တေးသေးချာချာကျူချက်ပြီးကိုဝင်ရစီဖို့အတွက်ဆိုကချွေးမဖြစ်သူကိုအတင်းအကျတောက်ခိုင်းပါတော့တယ်။ဆေးရပြင်းထန်ပြီးခါတက်လာတဲ့အနံ့ဆိုးကြောင့်ချွေးမဖြစ်သူခမရင်ကောင်းတွေကဖြို့အန်တက်လာပြီးတောက်ဖို့ညင်းဆန်တက်ပါတယ်။ဒါပေမဲ့အမေကြီးကတော့အယုံမပေးပါဘူး။ဆေးကွက်ကိုကိုက်ပြီးဘေးကနေမတ်တက်ရဆန့်နေတဲ့အပြင်ဆေးမခါချောင်းတက်တည်ပြဖို့သူမကိုယ်တိုင်တငုံမေးပြပြီးနောက်ဆုံးချွေးမဖြစ်သူမတောက်အောင်အတင်းအကျတိုက်ပါတော့တယ်။အမေကြီးဟာတာသမီရတနာရရှိဖို့အတွက်နေတိုင်းမနက်စောစော4နာရီကတည်းကဖះเจ้าစီကိုတူးလေးတွားပြီးတောင်းစုချွေခဲ့တာဟာအခုဆိုရင်6နှစ်တိုင်ရှိခဲ့ပါပြီ။သူမဟာကလေးရရှိနိုင်တဲ့ဖန်ဖွန်တန်ဒေတာ IVF ကုသမှု9ချိန်တိုင်အတွက်လည်းငွေအများများအကုန်အကျခံခဲ့ပြီးမြဲစိတ်မကောင်းစွာပဲအားလုံးကြာရှုံးခဲ့ရပါတယ်။နောက်ဆုံးအမေကြီးဟာချွေးမချစ်သူကိုဖိလစ်ပိုင်နိုင်ငံကမိသားစုတွေအထိခေါ်ဆောင်သွားပြီးတားအိမ်သွေးကြောပိတ်တာတွေပွင့်သွားစေဖို့အတွက်ဆိုကဖိလစ်ပိုင်ရိုးရာအနှိမ့်စရာနဲ့အပြင်းထန်အနှိမ့်ခိုင်းပါသေးတယ်။ဒါဟာတကယ့်ကိုနာကျင်လွန်းလာတဲ့အနှိမ့်နီးထိတာကြောင့်ချွေးမချစ်သူခမနာကျင်လွန်းလို့တကိုယ်လုံးချွေးတီးချွေးပေါက်တွေကျတဲ့အထိအော်ဟစ်ငိုယိုခဲ့ရပါတယ်။ဒါပေမဲ့လည်းရောက်ခမကြီးကတော့မီးရဖို့အတွက်ဒီလောက်တော့အောင့်ခံရမယ်ဆိုပြီးစွတ်အတင်းအောင့်ခံခိုင်းခဲ့တာပါ။တခြားမိသားစုတွေမှာမီးလီတွေနဲ့ပျော်ရွှင်နေတာကိုမြင်ရတဲ့အခါတိုင်းမှာအမေကြီးရဲ့ရင်းထင်မှာအားကျစိတ်တွေနဲ့ပြည့်နေတတ်ပါတယ်။ဒါပေမဲ့သူမရဲ့ကောင်းစေခြင်းနဲ့စေတနာတွေဟာချွေးမဖြစ်သူအတွက်တော့အသက်ရှူရမတာပြင်းထန်တဲ့ဖိအားကြီးတစ်ခုတာဖြစ်လို့နေပါတော့တယ်။ချွေးမလေးခမရောက်ခမကြီးဟာသူမရဲ့ရင်းထဲကတိုးကာတွေနဲ့နာကျင်မှုတွေကိုတခါမှတေးသေးချာချာနားလည်မပေးခဲ့ဘူးလို့ခံစားနေရှာပါလေ။သူမဟာဒီအိမ်မှာကလေးမွေးပေးရမယ်ဆက်ရုပ်တရုပ်လိုမျိုးအတုံးချရမယ်အစားတကယ်သွေးသားရင်းချမိသားစုတူလိုပဲနှွေးထွေးစွာဆက်ဆံခြင်းခံကျင်တာပါ။ဒါပေမဲ့လည်းအသက်82နှစ်အရွယ်ရောက်ခမအမေကြီးကတော့သူမဒီလိုပဲစွတ်အတင်းဇွဲမလော့လျှော်ပဲစူးစမ်းနေမယ်ဆိုရင်တနေ့နေ့တော့မှသူမမျောလင့်တောင့်တနေတဲ့မီးယောက်ျားလေးတယောက်ကိုမလွဲသစွေပွေးပိုက်ခွင့်ရလိမ့်မယ်လို့အခုထက်မှခိုင်ခိုင်မာမာယုံကြည်နေစေဖြစ်ပါတော့တယ်ဗျာ။